အားလုံးပဲမင်္ဂလာပါရှန်ရှန်ဖြစ်ပါတယ်ဒီနေ့မှာတော့ရှန်ရှန်ကတရုတ်နိုင်ငံကွမ်ကျိုးမြို့မှာရတယ်လို့မျိုးမြေအိုးထမင်းလေးတွေကမန္တလေးမှာလည်းရောင်းနေပြီဆိုလို့ရှန်သွားစားခဲ့ပါတယ်နော်ဒီဆိုင်လေးကကြတော့လာလူလူဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်နော်သူ့ရဲ့ဆိုင်လိပ်စာလေးကကြတော့63လမ်း32လမ်းတောင်မန္တလေးမြို့မှာတရှိတာဖြစ်ပါတယ်နော်ဆိုင်နာမည်လေးကလာလူလူတဲ့နော်ဒီဆိုင်မှာကသူကကွမ်ကျိုးဆိုင်မြေအိုးထမင်းတွေအပြင်ကိုမာလာဘဲဆက်တွေလည်းရရှိပါတယ်နော်အစားတောက်လေးရတော့အစုံရရှိရဲဒါအပြင်သူကဓာတ်ပုံရိုက်စရာ decoration လာလေးလည်းရှိရပေါ့နော်သူ့ရဲ့ဆိုင်အပြင်အစင်လေးကလည်းဒီမဲ့ကြည့်ပေါ့နော် view ထဲမှာမြင်သလိုမျိုးပဲထူးခြားတယ်ပေါ့နော်ဆိုင်လေးကမြင်လိုက်တာနဲ့ထိုင်ခြင်းစရာလေးဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးအများကြီးပါပဲနော်ထိုင်လို့လည်းကောင်းတယ် air con လေးကလည်းအေးအေးလေးပါနော်သူ့ရဲ့ဆိုင်ပုံစံ decoration လေးရောလေလုံးဝလေတရုတ်ပြည်ကိုရောက်သွားသလိုပုံစံမျိုးခံစားရအောင်လုပ်ပေးထားတာပေါ့နော်ဒီမဲ့သူ့ရဲ့ပြင်ဆင်ထားအပြင်ဆင်လေးရလည်းလှတယ်ပေါ့နော်ဓာတ်ပုံလေးလည်းရိုက်လို့ကောင်းတယ်ဒီမဲ့ကတော့ရှန်ကလေဒီကွမ်ကျိုးစတိုင်မြေအိုးထမင်းရဲ့နောက်ပြီးသွားပြီဆိုရင်ဒီမာလာဘဲဆက်တွေပေါ့နော်နောက်ပြီးကိုရီးယားထမင်းတုပ်တွေအဲ့ဒီကဟာကိုရှန်ကသွားပြီးတော့မြည်ဆန်းခဲ့တာဖြစ်ပါတယ်နော်ကဲဒါကတော့ရှန်မှာထားတဲ့မာလာဘဲဆက်တရားဟာလေးပေါ့နော်ဘဲဥကတော့မပါမဖြစ်ပေါ့နော်နောက်ပြီးဘဲလေချောင်းတွေဘဲတောင်မန်တွေဘဲကောင်းတွေပေါ့နော်အဲ့ဒါတွေလည်းပါတယ်ဒါတွေအားလုံးကတော့ရှန်မှာထားတဲ့ဟင်းပွဲလေးတွေပဲဖြစ်ပါတယ်နော်ကဲအဲ့တော့ရှန်စပြီးတော့စားတော့မှာပဲဖြစ်ပါတယ်နော်ပထမအဆုံးစားမှာတော့ဒါကကြတော့ seafood pasta ပဲဖြစ်ပါတယ်နော်အော်ဒါနဲ့ပြောအောင်မယ်ဈေးနှုန်းရဲ့မီနူးရဲ့အသေးစိတ်လေးတွေကိုရှန်ဒီဗီဒီယိုရဲ့နောက်ဆုံးလေးမှာထည့်ထားပေးပါတယ်နော်အဲ့ဒီတော့ဈေးနှုန်းလေးတွေမီနူးလေးကြည့်ချင်တယ်ဆိုရင်သွားကြည့်လို့ရပါတယ်နော်ဒီက seafood pasta ကတော့ရှန်အကြိုက်ဆုံးလို့ပြောလို့ရပါတယ်နော်တော်တော်လေးကိုကြိုက်ပါတယ်ရှန်စားကောင်းကောင်းနဲ့လည်းအများကြီးကိုစားချပလိုက်ပါတယ်နော်ဒီက seafood pasta လေးကိုလေကဲနောက်ပြီးတော့ရင်တော့ဒါကတော့အခုချောနာတို့ကခစ်စားနေရဆိုတော့ချောနာတို့စားတယ်လို့မျိုးစားကြင်လို့ကဲဒါကတော့ကိုရီးယားထမင်းတုပ်လေးကိုမှားစားခဲ့တာဖြစ်ပါတယ်နော်အမဲသားလေးနဲ့မှားစားတာဖြစ်ပါတယ်နော်ဒါလေးကိုနဲအားရပါရနေပြီးသွားပြီဆိုရင်တော့ပူပူလောလောလေးကိုပါဇက်တဲ့ကိုအားရပါရထိုးထည့်လိုက်သူ့ထဲမှာပါတဲ့အမဲသားလေးကလည်းလေနုနုအီလေးနဲ့တော်တော်စားလို့ကောင်းပါတယ်နော်ကဲကြည့်ပါအောင်အဲ့ဒီမဲ့အားရပါရအတကုံနေစားလိုက်ပြီးတော့ပူလဲပူနေပြီပေါ့နော်ပူပင်မဲ့လေအဲ့လိုပူပူလောလောလေးနဲ့လေစားလို့ကောင်းတယ်အားရပါရနေစားရင်ပေါ့နော်ကဲဒါကတော့မြေအိုးထမင်းကိုရှန်ကဒီကွမ်ကျိုးစတိုင်မြေအိုးထမင်းကိုအမဲသားနဲ့မှာလိုက်တယ်ပေါ့အထဲမှာသူ့ရဲ့ဘာပါလဲဆိုတာတော့မြင်းတဲ့အတိုင်းပေါ့နော်အဲ့ဒီမဲ့နေပြထားတယ်သူကအမဲသားတွေအများကြီးပါတယ်နောက်ပြီးသွားပြီဆိုရင်အာလူလေးကိုကြော်ပြီးတော့အတုံးတုံးလေးလှုပ်ပြီးထည့်ထားရပေါ့နောက်ပြီးတော့သူ့ရဲ့အနှစ်အရသာပေါ့အဓိကတော့သူကဒီမြေအိုးထမင်းရလေစားမယ်ဆိုသတိထားတော့မြေအိုးကပူတတ်တယ်သူ့ရဲ့အထက်ကသူကထမင်းရလေဂျိုးကတ်နေတယ်လို့ပုံစံမျိုးလေးပေါ့နော်အဲ့ဒီကဟာကိုကသူတို့ပေးထားတဲ့ sauce အကြီးလေးလောင်းထည့်ပြီးတော့နယ်ပြီးတော့စားရတာပေါ့နော်အမဲသားဆိုရင်လေတော်တော်စားလို့ကောင်းတယ်အနံ့လေးကလေမှုင်းနေရပဲသိလားအနံ့နဲ့နေဆွဲဆောင်မှုအပြည့်ရှိရဒါကတော့ငါးကြက်မဆိုင်ဟင်းကြီးပဲဖြစ်ပါတယ်နော်သူကကြောင့်လေချင်းဆက်လေးဖြစ်တယ်နော်သူ့ရဲ့အရသာလေချင်းဆက်လေးတောက်လို့ကောင်းတယ်ရှမ်းအစပေါ့နော်ဒါကိုချိုမယ်ထင်ပြီးမာလိုက်တာအချိုမဟုတ်ဘူးသိလားချင်းဆက်လေးဆိုလေတစ်မျိုးကိုတောက်လို့ကောင်းနေရောပဲကွယ်ဒီလိုမျိုးမြေအိုးထမင်းစားပြီးသွားပြီဆိုတော့ဒီကြမ်ဆိုင်ဟင်းလေးတစ်ခွက်ရှိရင်တော့တော်တော်ပြီးပြည့်စုံသွားတယ်သိလားဒီဟင်းကြီးကလည်းမပါမဖြစ်ကိုတောက်ရအောင်မယ်ကဲဒါပြီးသွားပြီဆိုတော့ရှန်တို့ဒါကကြတော့လေဝက်နံယိုးနဲ့မြေအိုးထမင်းပေါ့နော်ကဲကြည့်သူကအဓိကကတော့လေသူတော်တော်မွေးတာအဲ့လိုမျိုးပေါ့နော်စော်လေးကိုလောင်းထည့်ပြီးတော့နေရတာပေါ့နော်သူကအောက်ကအပူဆိုတော့ထမင်းလေးကလေဂျိုးကတ်တယ်လို့ပုံစံမျိုးလေးဖြစ်နေတတ်တယ်အဲ့ဒါတမင်ဂျိုးကတ်တာမဟုတ်သူ့ရဲ့ style ဟောအဲ့လိုမျိုးကတ်လေးပေါ့နော်အိုးမှာထမင်းကတ်နေတဲ့ style မျိုးပေါ့နော်နောက်ပြီးသွားရင်တော့ဒါကသူ့ရဲ့အာလူဒီဆိုင်မှာဒီဟင်းပွဲဟွာသူက little potato လို့ပေးထားတယ်သိလားအရသာကလေသူ့ရဲ့ဒီအာလူအလုံးတေးလေးတွေကိုပေါ့နော်ကြော်ပြီးတော့သူတို့အရသာမှုန့်နဲ့နေပေးထားတာပေါ့နော်အပြင်ပိုင်းကကျွတ်လေးကိုမှအထဲပိုင်းကနည်းနည်းပျော့ပျော့လေးဆိုတော့လေစားရတာထုတ်နဲ့စားပြီးရင်စားခြင်းပဲသိလားကဲဒါပြီးသွားပြီဆိုရင်တော့မာလာဘဲဆက်ပေါ့နော်မာလာဘဲဆက်ကိုစားရမှာဘဲဆက်ကိုစားမယ်ဆိုတော့ရှက်အတွက်လေမစားမဖြစ်ကတော့ဘဲဥပဲဘဲဥကိုစားနောက်ပြီးတော့ကြံတဲ့ဟာလေးလည်းထပ်ပြီးတော့စားပေါ့နော်ဒီမာလာဘဲဆက်ထဲမှာရှက်အကြိုက်ဆုံးအစိတ်ပိုင်းကိုပြောပါဆိုတော့ရှက်ဘဲဥကိုအကြိုက်ဆုံးပါပဲနော်သူတို့ဆိုင်ကဘဲဥလေးဒီလာလူကဘဲဥလေးကလည်းတော်တော်လေးကိုစားလို့ကောင်းပါတယ်နော်နောက်ပြီးသွားပြီဆိုရင်တော့ဒီဘဲတောင်မှန်ကိုကြိုက်တယ်ပေါ့နော်ကဲဒါကတော့သူ့ရဲ့ဆိုင်ရဲ့မီနူးအသေးစိတ်လေးပဲဖြစ်ပါတယ်နော်ဈေးနှုန်းလည်းပါတယ်ပုံလေးကြီးလည်းပါတယ်ပေါ့နော်ကဲဒါကတော့သူ့ရဲ့မီနူးလေးပါအဲ့တော့ကဲရှန်ရဲ့ vlog လေးကိုဒီမဲ့တင်အဆုံးသတ်ခွင့်ပြုပေးပါအောင်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်